cái anu me oka ta kado chu bien kado lai cha Yerana Yadoma Negua, Sayadakin, Jesus Pido, Egama Bandida, Mugosiaro Viaji, Yano Dogo, Shiko Buzo, Bumio Manshok Roja, Buzo, Napanamata Giza, Karwa, Utugan Sirena, Dada Vina Uria Doja, Mimido, Lushi, Donda and Do, Mau, Madi, and Yendi, no, Nivan, do Lagon. Toga Kandi, Chonyama, Nivan, do Lagon, Raumaya, Kilida Buddha, Londa Duma, Niya, Choya, Nia, Jendo, Nivan, do Lagon, Mimido, Ado Sefido, Wimadranyan, the Limian Swamanyan, do Jesu Buye, Nivan, do Memobile, Nine Jadi, Pisi. Gisami, Damadrana Gisami, Dangadrana Gisami. Dudiyami, Bodhadrana Gisami, Dudiyami, Damadrana Gisami, Dudiyami, Dangadrana Gisami.
မိတတိယမိဓမ္မတရဏံဂစ္ဆာမိတတိယမိသံဃတရဏံဂစ္ဆာမိဒိန္ဒရဏဂဏံပရိဘုဏံလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာစမ်းရည်ပမာအေးပါစေတတ္တဝါများစွာဘေးရန်ကွာပန်းကြပမာမွေးပါစေစမ်းရည်လူအေးပန်းလူမွေရန်ဘေးကင်းပါစေအပမတိနာတမ္ပါတိထာကဲအားလုံးပဲမိမိတို့နှစ်သက်သောဣရိယာပုချမ်းသာမြတ်သောဣရိယာပုများကိုပြင်ပြောင်းထိုင်ပြီးတော့မတခဲပိုင်းကအဆက်ကလေးဆက်သွားကြတာပေါ့နော်ဟုတ်လားမနကအပိုင်းလေးဆက်သွားတာကဲအားလုံးပဲယေရှုတော်ရှင်အဂမမာဏိတမိုးကုတ်ဆရာတော်ဘုရားကြီးရေးသားခဲ့သောမူလနဗျအစာရှိသောလင်္ကာဆောင်ဖို့တို့ဖြင့်ပူဇော်ကြရအောင်မူလနဗျသစ္စာနှစ်ခုလေးခုအလွာသင်္သာ12ပါးတရားကိုများနှင့်သုံးပါးအစနေရမူလာဝတ်သုံးဝါနှင့်အာလာသုံးပြချင်းရ20
ဘာဖြင့်ရှုရမျောဉာဏ်ဖြင့်ရှုရမျောဘဒုဉာဏ်ဘဒုဉာဏ်သူတစ်ပါးရဲ့ဉာဏ်လားကိုယ်ပိုင်ဉာဏ်လားသိဖို့ဆိုတာသူများပြောမှသိမှလားသူများဉာဏ်နဲ့သိမှလားကိုယ်ဉာဏ်နဲ့သိမှလားကိုယ်ဉာဏ်နဲ့ကိုယ်ခန္ဓာနဲ့ကိုယ်လုံးမှကိုရမှာမို့လားမိမိတို့ရဲ့ရရှိထားတဲ့ခန္ဓာကိုယ်ကြီးကိုယ့်ရဲ့တတ္တကိုပြန်ကြည့်လူဆိုတဲ့သဘာဝကအတ္တမင်းကြိုက်ရလားကြိုက်ရလားမကြိုက်ကြဘူးအဲဒါကြောင့်ကိုယ့်တက်ကိုပြန်မေးဟောငါတို့ဒီအတ္တဒီခန္ဓာဒီတော့ရောက်နေတာဒီငါတို့ဒီခန္ဓာကိုအသုံးချခဲ့တာလားအသုံးမချခဲ့တာလားကိုပြန်မေးဦးစင်းကိုမမေးနဲ့နော်ဩငါတို့အသုံးချခဲ့ပြီလားအသုံးမချရသေးဘူးလားလက်ရှိမှာရောအသုံးကျနေပြီလားအသုံးမကျသေးဘူးလားမေးရမှာနော်လက်ရှိမှာအသုံးမကျသေးဘူးဆိုလို့ရင်အသုံးမချခဲ့လို့ဗါတယ်လေအသုံးမကျသေးတာဒီအသုံးမချခဲ့လို့လက်ရှိအသုံးကျနေတယ်ဆိုတာကအသုံးချခဲ့လို့ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ဘဝအသုံးချကြတာလားအသုံးမချကြတာလားအသုံးမချရင်ပဲရောက်လေဒုရကမကြီးတွေဒုရကကြီးတွေအိမ်မှာရှိတဲ့ပစ္စည်းတစ်ခုဟောင်းနှွမ်းသွားပြီအသုံးမတဲတော့ဘူးဆိုရင်အသုံးနည်းလားအသုံးချတာလားမချတာအသုံးမချတော့ဘူးဆိုဒီပစ္စည်းပဲရောက်အမိုက်တောင်းနေတယ်လားဒီအမိုက်တောင်းအိမ်မော်တင်ထားလားဘယ်ရောက်လဲလမ်းဘေးမှာဆွတ်မြက်ခံရတာမို့လားအဲ့ဒါလိုပဲတို့ယောဂီသူတော်စင်မောင်တို့ကိုယ့်ဘဝအသုံးမချဘူးဆိုလို့ရင်ဘယ်ပြစ်ခံမှာလဲဆွတ်မြက်ခံမှာဘယ်ကိုဆွတ်မြက်ခံမယ်အပယ်၄ပါးကိုဆွတ်မြက်ခံရမယ်နော်အဲ့ဒါကြောင့်အသုံးချဖို့အရေးမကြီးဘူးလားကိုရောအသုံးချခြင်းလားအသုံးချခြင်းလဲဆိုရင်ဘဒုဉာဏ်ဖြင့်မျောကဲကိုယ်ပိုင်ဉာဏ်ကိုယ်ပိုင်အသိနဲ့အလုံးမဲ့အတွေ့ရှိတွေ့ဆိုကြည့်လိုက်ဤရှိတွေ့ဆိုသည်မှာမူလနဗျာကတတွေ့သစ္စာနကုကတတွေ့ဒီကုအလွာကတတွေ့နေငါ12ပါးကတတွေ့သုံးပါးအစကတတွေ့ဝတ်သုံးပါးကတတွေ့ကာလသုံးပြားကတတွေ့ချင်းရာ20ကတတွေ့ဤရှိတွေ့တို့ဖြစ်ပါသည်ဗျာကဲဆက်ပြီးတော့ပူဇော်ကြည့်လိုက်မူလနဗျာဆိုသည်မှာအဝိဇ္ဇာနှင့်တဏှာတို့ဖြစ်ပါသည်ဗျာသစ္စာနှစ်ခုဆိုသည်မှာသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာတို့ဖြစ်ပါသည်ဗျာဒီကုအလွာဆိုသည်မှာအတိတ်ကြောင့်တလွာပစ္စုပန်အကျိုးတလွာပစ္စုပန်အကြောင်းတလွာအနာဂတ်အကျိုးတလွာတို့ဖြစ်ပါသည်ဗျာဒီမှာ12ပါးဆိုသည်မှာဝိဇ္ဇာသင်္ကာရဝိညာဏယောသာလယရဏဘာသာဝေဒနာတဏှာဥပါဒံဘဝသာတိသရမရဏတို့ဖြစ်ပါသည်ဗျာသုံးပါးအဆက်ဆိုသည်မှာသင်္ကာရနှင့်ဝိညာဏတစ္ဆဝေဒနာနှင့်တဏှာတစ္ဆကာမဘဝနှင့်သာတိတစ္ဆတို့ဖြစ်ပါသည်ဗျာဝတ္တဝဆိုသည်မှာကိလေသာဝတ္တပါ
Shiva do Jimadi Vya Ilina Wadoma Sudima Weda Dana Uma Dando Jimadi Vya Kama Wadama Sudima Nigarani Kama Bawadu Jimadi Vya She the Gama Guru, we need to them Vidama so the Didiari Najagun Yade, Digun Yade, Nangaro de Jinyu Yade, Fumu Yade, Azulumio Duiniade, Juniade Sudaga, Dana Done, Junglumu, Mema Julu, Dana Jung Dana Sumlumu. Again, Tanapa Yawame, Diana Guyama. Tanapa Gana, good, don't let the Bomajin any Lucilu, Odamone, Pajidule. Don't let the Bomajin any Jilabo, we had raised and made out to get to go to Bendibuma,
လေးပုံလုံးမကြည့်တာတိရစ္ဆာန်တွေကြည့်လိုက်ပေါ့သူတို့သိရလားမသိဘူးတိတ်ကိုပြီးတော့လူဖြစ်တာကံမကောင်းဘူးလားကောင်းပါမနုဿတဘာရောမနုဿတဘာရောဒုံလဘောလူဖြစ်တာဘာဖြစ်လဲရှားခဲ့တယ်ကံကောင်းတယ်တတ္တမသဝနံဒီဒုံလဘတဲ့လူဖြစ်တော့ခုတရားနာခွင့်နေမရဘူးလားရှားတယ်ဟောပပစီတာဘာဟောဒုံလဘောတဲ့အမျိုးသားတွေဆိုရံပြုခွင့်မရဘူးလားတရက်ပဲပြုခွင့်ရရတလပဲပြုခွင့်ရရတပတ်ပဲပြုခွင့်ရရယဟန်ပြုတော့မှယဟန်နဲ့တူအောင်နေဖို့ရေးမကြည့်လားငါတို့တော့တရက်ပဲဝင်နိုင်တယ်တလတပတ်ပဲဝင်နိုင်တယ်အခါတော့မှပဲဝင်နိုင်တယ်သီလရှင်ဝင်နိုင်တယ်ငါတို့ကတော့အသက်တွေကြီးပြီမမှတ်နိုင်ဘူးမရှိဘူးလားအဲ့လိုပုံစံတွေမရှိဘူးလားအဲ့ဒါဆိုရင်အချိန်တိုင်းဦးသိမနေ့ကပြောခဲ့တယ်ဘယ်လိုနေရမလဲအချိန်တိုင်းကုသိုလ်ဖြစ်အောင်နေကုသိုလ်ဖြစ်အောင်ပြောဘယ်လိုကုသိုလ်ဖြစ်အောင်နေရမှာလဲကုသိုလ်ဖြစ်အောင်နေကုသိုလ်ဖြစ်အောင်ပြောကုသိုလ်ဖြစ်အောင်ကျင့်အဲ့ဒါဆိုတန်ဖိုးမရှိဘူးလားရှိပါဘူးကိုဘဝတန်ဖိုးရှိသွားပြီအသုံးကျတာလားအသုံးမကျတာအဲ့လိုလေးတွေးရမယ်တော့ဘာမှလည်းမမှတ်နိုင်ဘူးအဲ့တော့ခေတ်ကာလတုန်းကနေတော့သိက္ခာကောင်းတယ်ဒီခေတ်ဒီကနဲ့သိက္ခာကောင်းတယ်စာပေသင်ကြားခွင့်ရတယ်တရားနာခွင့်ရှိတယ်အဘိုးတို့အဘွားတို့အရွယ်တုန်းကစာပေသင်ကြားခွင့်မရှိဘူးခုလိုမျိုးတရားနာတာနားနဲ့ပဲနာရတယ်မျက်စိနဲ့ပဲနာရတယ်မမှတ်နိုင်ဘူးရှိဘူးလားရှိပါဘူးဦးဇင်းတို့ရွာဘက်တွေမှာရှိတာဟုတ်အဲ့တော့ဒုဒကမာကြီးတွေလည်းပဲဒုဒကကြီးတွေအဲ့လိုတော့ငါတို့မမှတ်နိုင်ဘူးမမှတ်နိုင်လို့အားငယ်စရာမလိုဘူးခွန်အားငယ်စရာမလိုရလားအချိန်တိုင်းကုသိုလ်ဖြစ်အောင်နေကုသိုလ်ဖြစ်အောင်ပြောလာတဲ့စကားလုံးတိုင်းမှာကုသိုလ်ဖြစ်နေရမယ်အဲ့ဒါလို့မို့လားကိုတွေးလိုက်တဲ့အတွေ့အတိုင်းကိုကြံလိုက်တဲ့အကြံတိုင်းကုသိုလ်ဖြစ်နေရမယ်ဘုဒ္ဓဇင်သဘာဝဆိုတာကအိဋ္ဌာယုံနဲ့အနိဋ္ဌာယုံကများတာဟုတ်မြင်ရတယ်အမြင်မတော်လို့ရင်ဘာဖြစ်တယ်အကုသိုလ်ဖြစ်တယ်ကြားရတယ်ကြားလာတဲ့အတန်ကိုမခံစားနိုင်ဘာဖြစ်လဲအကုသိုလ်ဖြစ်တယ်အဲ့ဒါကိုဒိဋ္ဌိဒိဋ္ဌမတ္တသုတိသုဒမတ္တမြင်တဲ့တိုင်းမှတ်မြင်တဲ့စိတ်ကလည်းပဲမနက်ကဦးဇင်းပြောတယ်လေစက္ခုံသာပဋိစ္စရူပေသာဥပ္ပတ္တိသုခဝိညာဏတဲ့၈နိုင်ရှိသေးလား၈နိုင်9မိနစ်ရှိသေးလား၈နိုင်ခွဲရှိသေးလား9နိုင်မတင်ရှိသေးလား9နိုင်ရှိသေးလား10နိုင်မတင်ရှိသေးလားရှိသေးတယ်နော်ဟုတ်လားစက္ကုံသာပဋိစ္စရူပေသာဥပ္ပတ္တိသက္ခုဝိညာဏဘလို့ပဲမြင်လေးမြင်လိုက်တဲ့အမြင်အာယုန်တိုင်းကဖြစ်ပြီးရင်ပြက်ဖြစ်ပြီးရင်ဖြစ်ကိုမြင်အောင်ကြည့်ဖြစ်ပါသစ္စာကောင်းတာမြင်တာလည်းပဲဒုက္ခသစ္စာပဲမကောင်းတာမြင်တာလည်းပဲဒုက္ခသစ္စာပဲဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားဖြစ်ဒုက္ခပြတ်ဒုက္ခပိုင်းခြားသိရမည့်တရားရှိတယ်မလားအဲ့ဒါကြောင့်ဖြစ်သမျှသင်္ခါရဒုက္ခသစ္စာမှဖြစ်တာလည်းပဲသင်္ခါရပြတ်တာလည်းပဲသင်္ခါရမှန်သမျှဘာသစ္စာကောင်းတာလည်းပဲဘာသစ္စာမကောင်းတာလည်းပဲဘာသစ္စာချမ်းသာတာလည်းပဲဘာသစ္စာဆင်းရဲတာလည်းဘာသစ္စာဒုက္ခသစ္စာပဲအဲ့ဒါကိုမြင်ဟလားစက္ကုံသာပဋိစ္စရူပေသာဥပ္ပတ္တိသက္ခုဝိညာဏဒိဋ္ဌိဒိဋ္ဌမတ္တမြင်တဲ့တိုင်းမြင်စိတ်လေးမှတ်လိုက်မြင်စိတ်လေးကဖြစ်ပြီးရင်ပြတ်တာပဲလို့ရှုလိုက်တာနဲ့တပြိုင်တည်းဒေါသတွေဖြစ်တယ်လူသေးလားကိုမလို့ခြင်းနဲ့အနိဋ္ဌာယုံအတန်တွေကြားတယ်သုတေသုဒမတ္တကြားရင်ကြားစိတ်တွေပတ်လိုက်ဟုတ်တယ်မလားအလိုလေးအဲ့ဒါကြောင့်ကုသိုလ်ဖြစ်အောင်နေကုသိုလ်ဖြစ်အောင်ပြောကုသိုလ်ဖြစ်အောင်ကြံဆိုတာအဲ့ဒါကိုပြောတာသဘောပေါက်ပြီနော်အဲ့ဒါကြောင့်အလွယ်ကျမ်းမှသိစေအပ်သည်တန်တရာမှလွကြောင်းသည်အခုလိုမျိုးသာသနာနဲ့ဂျုံတဲ့အခါမှာလည်းပဲသာသနာက3ရက်ရှိတယ်လို့မပြောဘူးလားသာသနာဘယ်နှရက်လဲပြောကြည့်ပါလေလဲပတိယတိသာသနာပฏิဝေဒ
ပတိယတိပတိပတိပတိဝေဒဘယ်နှလုံးနဲ့အလုံးပဲပြောကြည့်ပတိယတိပတိပတိပတိဝေဒအလုံးပဲပြောကြည့်ပတိယတိရဲ့နောက်မှာသာသနာလေးထည့်လိုက်ပတိပတိရဲ့နောက်မှာသာသနာလေးထည့်လိုက်ပတိဝေဒနောက်မှာသာသနာလေးထည့်လိုက်ဒီသာသနာ3ရက်နဲ့ဒုဒကမာကြီးတွေဒုဒကကြီးမတွေ့နေရတလားတွေ့နေရတယ်နော်အဲ့ဒါကြောင့်ပြောကြည့်လိုက်ပတိယတိသာသနာပတိပတိသာသနာပတိဝေဒသာသနာသာသနာဘယ်နည်းရလဲပြောကြည့်ပတိယတိသာသနာပတိပတိသာသနာပတိဝေဒသာသနာသာသနာ3ရက်လုံးစိတ်ကိုအရေးကြီးတယ်မကြည့်ဘူးလားပတိယတိဆိုတာကခန္ဓာဒုဒစာပေသင်ကြားခြင်းစာပေပို့ချခြင်းဆိုတဲ့ပတိယတိသာသနာပတိပတိသာသနာဆိုတာကဝိပဿနာဒုဒတရားအလုပ်ကိုကျင့်ကြံကြိုးကိုအားထုတ်တဲ့အလုပ်ပေါ့ဟုတ်တယ်မဟုတ်လားပတိဝေဒသာသနာဆိုတာကဒီသာသနာ2ရက်ကိုထမ်းဆောင်လိုက်မယ်အလုံးလုံးလိုက်နိုင်မယ်ကြိုးစားလိုက်မယ်ဆိုရင်ပတိဝေဒလို့ခေါ်တဲ့နိဗ္ဗာန်မရနိုင်ဘူးလားပတိဝေဒသာသနာရဖို့အတွက်ကဒီသာသနာ2ရက်အရေးမကြီးဘူးလားအရေးကြီးတယ်ပတိယတိသာသနာလည်းအရေးကြီးတယ်ပတိပတိသာသနာလည်းအရေးကြီးတယ်ဒီသာသနာ2ရက်ကဘယ်လိုလဲဆိုလို့ရင်ကျွန်းကိုင်းမိကိုင်းကျွန်းမိပေါ့ဟုတ်တယ်မလားနားနေအောင်ဒုဒကမာကြီးတွေပြောမယ်ဆိုရင်ပတိယတိသာသနာကဘာနဲ့တူလဲဆိုလို့ရှိရင်ရေကန်နဲ့တူတာပေါ့ဘာနဲ့တူလဲပတိပတိသာသနာကဘာနဲ့တူလဲရေနဲ့တူတာပေါ့ဘာနဲ့တူလဲရေနဲ့တူတဲ့ဒီပတိယတိသာသနာလို့ခေါ်တဲ့ခန္ဓာဒုဒအဲ့ဒါစာပေသင်ကြားခြင်းဆိုတဲ့ပတိယတိသာသနာကကံမောင်ရိုးတာကျိုးသွားခဲ့မယ်ဆိုရင်ပတိပတိသာသနာရေတွေရှိပါအောင်ရေတွေရှိပါအောင်မလားမရှိတော့ဘူးအပြန်လန်ပဲပေါ့ဟုတ်လားဒီပတိပတိသာသနာဒီရေတွေမရှိတော့ဘူးပတိပတိသာသနာထမ်းဆောင်တဲ့ပုဂ္ဂိုလ်မရှိဘူးတရားဟလားပို့ချမဲ့ပုဂ္ဂိုလ်မရှိဘူးတရားလုပ်တဲ့ကိုယ်တိုင်လည်းမလုပ်ဘူးမပို့ချဘူးဆိုရင်တရားလုပ်တဲ့ပုဂ္ဂိုလ်ပတိပတိသာသနာမရှိဘူးဆိုလို့ရှိရင်ညင်းတယ်ရေတီးဟူသောပတိပတိသာသနာမရှိရင်ဒီကံမောင်ရိုးကြီးဘယ်လိုနေမလဲရေမရှိရင်ဒီဥက္ကံမကွဲနိုင်ဘူးလားရေနဲ့ကံအတူတူစပ်မနေဘူးလားပြောင်းပြန်ပြောမယ်ဒီပတိပတိဟလာပတိယတိသာသနာဘာနဲ့တူလဲပြောင်းပြန်ဘာနဲ့တူရှိနဲ့တူတယ်ပြောင်းပြန်ပြောဘာနဲ့တူပတိပတိသာသနာဘာနဲ့တူကံနဲ့တူတယ်အပြန်ကရေမရှိရင်လည်းပဲကံကတည်တတ်လို့ရပါမယ်ကံမရှိရင်လည်းပဲဒီပฏิဝေဒလို့ခေါ်တဲ့နိဗ္ဗာန်ကဘာနဲ့တူလဲရေထဲမှာနေတဲ့ကြာနဲ့မတူဘူးလားပฏิယတိသာသနာတော့ရှိတယ်ဟုတ်လားပฏิယတိသာသနာကံတော့ရှိတယ်ပฏิပတိသာသနာရေမရှိဘူးဆိုရင်ဒီကြာနေလို့ရပါမလားဟောပฏิပတိသာသနာရေတော့ရှိကောင်းပါရဲ့ပฏิယတိသာသနာဒီဟုသောကံမရှိဘဲနဲ့ဒီကြာနေလို့ရပါမလားရှိရဲ့သဘောကဘယ်မှာစီစဉ်နေတဲ့အရက်ကိုဆိုင်ခွက်အရက်ကိုစီစဉ်သွားပြီဆိုဒီကြာလေးကဘယ်မှာနေခဲ့မှာလဲအမျိုးမျိုးကုံပေါ်ပြောကြမှာပေါ့ရေနောက်ပါသွားတယ်ကုန်းပေါ်နေခဲ့တယ်ကုန်းပေါ်နေခဲ့လည်းပဲညှိုးသွားမှာပဲဟုတ်တယ်မလားဟောရေနောက်ပါသွားတယ်စူးတွေနဲ့ညှိနေလည်းပဲကြံနေခဲ့မှာပဲအဲ့တော့ဒီပฏิပတိသာသနာတည်ဟူသောနိဗ္ဗာန်နဲ့ဟောမဝေးနိုင်ဘူးလားဝေးနိုင်တယ်အဲ့ဒါကြောင့်သာသနာ3ရက်အရေးမကြီးဘူးလားတချို့တော့ငါတို့ပฏิယတိလုံးနေတာပฏิပတိလုံးကြမလို့ငါတို့ပฏิပတိလုံးနေတာပฏิယတိပဲလုံးကြမလို့လို့ပုဂ္ဂိုလ်တွေမရှိဘူးလားဒုဒကာကြီးတွေတို့ယောဂီတွေပါရလားအခုသင်နေတာဒီဘာလုပ်နေတာလဲပฏิယတိလုံးနေတာဘာလုပ်နေတာလဲမတိသေးတာတွေတိသွားတယ်မရသေးတာတွေရသွားတယ်မကြားဘူးတာတွေကြားသွားတယ်ဒီဘာလုပ်တာလဲပฏิယတိလုံးနေတယ်တိသွားတယ်ကြားသွားတယ်ရသွားတယ်မှတ်မိသွားတယ်
ကိုယ်တိုင်လုံးမဲ့ဘာသာသနာကိုလုံးမှာကိုတင်မှာကိုလုံးမှာအစင်းစင်မို့လားဟုတ်တယ်မို့လားအစင်းစင်ကိုလုံးမှာကိုရတာအဲ့ဒါကြောင့်ပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာကိုရှင်းပြနေတာနော်တချို့တော့ဒီသာသနာ3ရက်ကြားပဲကြားဘူးလားကြားဘူးနာပါပဲရှိတာတကယ်သိရလားမသိဘူးနော်အဲ့ဒါကြောင့်သာသနာ3ရက်နောက်ပြီးဒီသာသနာ3ရက်မှာကဲခန်းဆောင်ပြီးတော့ဒုတရားနာပရိသတ်တွေဝိပဿနာဒုဒဝိပဿနာလုံးကိုလုံးနေပြီဆိုတော့ပဋိညာလည်းပဲ3ပါးရှိဘယ်နှပါးရှိလဲပဋိညာဘယ်နှပါးတယ်လဲညာတပဋိညာတိရဏပဋိညာပါဏပဋိညာပြောကြည့်ပါဦးအလုံးမဲ့ပြန်ပြောကြည့်မယ်ညာတပဋိညာတိရဏပဋိညာပါဏပဋိညာပြောကြည့်ပါဦးညာတပဋိညာဆိုတာကဟလာပညာသိပေါ့ဆရာသမားတွေပြောမှသိတဲ့အသိနော်ညာတပရိညာတိရဏပရိညာဆိုတော့ကိုယ်တိုင်လုံးမှာကိုယ်တိုင်အားထုတ်မှသိတဲ့အသည့်ဒုက္ခလို့ပြောနေတယ်ကိုယ်တိုင်မခံစားပဲနဲ့သိပါမလားသိပါမလားလောကဥပမာပြောမယ်ကဲဟင်းကြိုကြီးကချိုးတယ်တဲ့ရေကိုယ်တိုင်မခံစားပဲနဲ့သိပါမလားဟင်းကြိုကြီးကပေါ့တယ်တဲ့ရေကိုယ်တိုင်မခံစားပဲနဲ့သိပါမလားမသိဘူးကိုယ်တိုင်လုံးမှာကိုယ်တိုင်သိမှာနော်ပါဏပရိညာဆိုတာကဓမ္မအတိဓမ္မသဘောဓမ္မကဆောင်သွားမယ်ဆိုတဲ့သဘောအဲ့တော့ပရိညာဘယ်နှရက်လဲ3ရက်ညာတပရိညာတိရဏပရိညာပါဏပရိညာမမိပြီနော်ပရိညာဘယ်နှပါလဲသာသနာဘယ်နှရက်လဲ3ရက်ဘယ်သူတွေလဲပရိယတိသာသနာမမိပြီနော်ဒါလေးဦးစင်းကပြောချင်လို့မို့အလွယ်ကျမ်းမှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်သန္တရာမလွတ်မြောက်သွားတာဒီဖယ်လေနိဗ္ဗာန်ဖယ်လေတို့တရားနာပရိသတ်တွေတရားပြီးပြီတရားဟောပြီးပြီဆိုသစ္စာဆိုင်တယ်လေဟာလားနောင်ခန္ဓာယုတ်သိမ်းချုပ်ငိမ့်သွားတာကဘာသစ္စာဘာသစ္စာနိရောဓသစ္စာဆိုတာတခြားလားနိဗ္ဗာန်လားအလိုမဆိုးဘူးလားနိရောဓသစ္စာနောက်ခန္ဓာမရှိတော့ဘူးဆိုတာကနိဗ္ဗာန်လို့ပြောတာမဟုတ်လားအဲဒါကြောင့်တန်တရာမှာလွတ်မြောက်သွားတာဒီဗါတဲ့လေနိဗ္ဗာန်အဲဒါကြောင့်အလွယ်ကျမ်းမှသိစေအပ်သည်တန်တရာမှာလွတ်ကြောင်းသည်အဲဒါကြောင့်ရှေးပိုင်းဆိုသလိုမျိုးပဲအလွယ်ကျမ်းမှဆိုသည်မှာလိုက်ဆိုလိုက်အလွယ်ကျမ်းအလွယ်ကျမ်းမှဆိုသည်မှာညာတပဋိညာပရိယတိသာသနာကိုခေါ်ပါသည်ဗျာအလွယ်ကျမ်းမှဆိုသည်မှာညာတပဋိညာပရိယတိသာသနာကိုခေါ်ပါသည်ဗျာဆိုကြည့်လိုက်အလွယ်ကျမ်းမှဆိုသည်မှာညာတပဋိညာပရိယတိသာသနာကိုခေါ်ပါသည်ဗျာလိုက်ဆိုလိုက်သိစေအတ္တိဆိုသည်မှာသိစေအတ္တိဆိုသည်မှာတိရဏပဋိညာပฏิပတ်တိသာသနာကိုခေါ်ပါသည်ဗျာဆိုကြည့်လိုက်သိစေအတ္တိဆိုသည်မှာတိရဏပဋိညာပฏิပတ်တိသာသနာကိုခေါ်ပါသည်ဗျာဆိုကြည့်ပါ
ဘာနာပတိညာဘာနာပတိညာပတိဝေဒသာသနာကိုခေါ်ပါသည်ဗျာတန္တရာမလွတ်ကြောင်းဒီဆိုသည်မှာဘာနာပတိညာပတိဝေဒသာသနာကိုခေါ်ပါသည်ဗျာဆိုကြည့်လိုက်မှတ်မိပြီနော်တို့ယောဂီတော်စင်မောင်တို့မှတ်မိပြီနော်ကဲအားလုံးပဲဆိုကြည့်လိုက်အစားအနေအလွယ်ကျမ်းမဆိုသည်မှာပတိယတိသာသနာကိုခေါ်ပါသည်ဗျာဒီစီအတိဆိုသည်မှာတိရဏပတိညာပတိပတိသာသနာကိုခေါ်ပါသည်ဗျာသံဃာမလူကြောင့်ဒီဆိုသည်မှာမဟာနာပတိညာပတိဝေဒသာသနာကိုခေါ်ပါသည်ဗျာမူလနဗျာကစပြီးတော့တန္တရာမလွတ်ကြောင်းဒီထိရှင်းမသွားပြီဘူးလားအတားဒီဗာပဋိစ္စသမုပ္ပါစာပဋိစ္စသမုပ္ပါအလွတ်ရအောင်ကြက်ထားမယ်နော်ဟုတ်တယ်မလားအလွတ်မရဘူးဆိုရင်အခုပြောလိုက်တယ်ရေးလိုက်တယ်ချက်လိုက်တယ်မှတ်လိုက်တယ်နောက်ရက်တည်းဆိုခိုင်းတယ်ဘယ်ရောက်နေမှာလဲမျက်လုံးတွေကအောက်ရောက်နေမှာရှေ့ရောက်ပါမလားမရဘူးအဲဒါကြောင့်မနက်ကဦးသိမ်းပြောခဲ့တယ်လေဟလာဇာပရိစ္ဆသမုပ္ပါသိသွားပြီမဖြစ်မဟလာမသိမဖြစ်သိကိုသိရမှာကအကြောင်းတရားနဲ့အကျိုးတရားပြန်ပြောကြည့်ပါဦးအကြောင်းတရားနဲ့အကျိုးတရားသူအကြောင်းနဲ့သူအကျိုးသူအကြောင်းနဲ့သူအကျိုးဆက်ဆက်မှုရှိနေလို့ဘာဖြစ်နေရလဲတန္တရာလဲနေတာအကယ်၍ဘဝတိုင်းမှာဦးဇင်းတို့ကသူအကြောင်းနဲ့သူအကျိုးသူအကြောင်းနဲ့သူအကျိုးဆက်ဆက်မှုတာမရှိခဲ့ဘူးဆိုလို့ရင်တန္တရာလဲတရားရှိပါမလားတန္တရာလဲတရားအကြောင်းရှိပါမလားမရှိတော့ဘူးဘဝတိုင်းကလည်းပဲလူဖြစ်လိုက်နတ်ဖြစ်လိုက်မြမဖြစ်လိုက်30ဘုံကျင်းလိုက်အလိုဖြစ်နေတာမဟုတ်လားအခုလူဖြစ်နေတဲ့အခါမှာကံမကောင်းဘူးလားတန္တရာလွတ်မြောက်ကြောင်းတရားတွေလည်းနာကြားခွင့်မရှိဘူးလားရှိပါဘူးသူအကြောင်းနဲ့သူအကျိုးနံပါတ်1အကွက်အတိတ်အကြောင်းနဲ့နံပါတ်4အကွက်သူအကျိုးဆက်လို့ရပါမလားမရပါဘူးနံပါတ်3အကွက်ပစ္စုပ္ပန်နံပါတ်3ကပစ္စုပ္ပန်အကြောင်းနဲ့နံပါတ်2အကွက်ဟလာပစ္စုပ္ပန်အကျိုးဆက်လို့ရပါမလားမရဘူးသူအကြောင်းနဲ့သူအကျိုးအတိတ်အကြောင်းသမုဒိယသစ္စာကြောင့်ပစ္စုပ္ပန်အကျိုးဒုက္ခသစ္စာခန္ဓာ5ပါးရမနေဘူးလားပစ္စုပန်အကျိုးခန္ဓာ5ပါးဒုက္ခသစ္စာကြီးကိုတို့ယောဂီတို့အသင်ပေါင်းတို့ကလေတတိမထဝိရိယမဆိုင်ဉာဏ်နဲ့လည်းမကြည့်ဘူးလေအချိန်တိုင်းအချိန်တတိတာဝိရိယဆိုင်ဉာဏ်နဲ့ကြည့်နေမယ်ဆိုရင်သမုဒိယသစ္စာလာပါဦးမလားအစလုံးမမဟုတ်ပဲနဲ့တို့ယောဂီတို့အသင်ပေါင်းတို့ကဘဝတိုင်းမှာပစ္စုပန်အကျိုးခန္ဓာ5ပါးဒုက္ခသစ္စာကြီးကိုလေဘယ်လိုထင်လဲဒုက္ခသစ္စာလို့မထင်ဘူးလားဒုက္ခသစ္စာလို့မထင်ဘူးလားခလုတ်ထီမှာဘဝမှာဒုက္ခတွေရောက်လာပြီဆင်းရဲလာပြီဆိုမှဖျားတာတွေမရှိဘူးလားစီဝါရေးတွေအစင်မပြေဘူးကျမ်းမာရေးတွေအစင်မပြေဘူးလူမျိုးရေးတွေအစင်မပြေဘူးနှောက်ယှက်မှုတွေများလာပြီဆိုရင်ဘာတွေလုပ်ကြလဲလောကရဲ့ဖြစ်နေဖြစ်တာကဘုရားကနောက်မှာဘယ်ကိုညင်သွားလဲဘယ်တွေညင်သွားလဲဘေးရင်နေမသွားဘူးလားဘေးရင်နေသွားတယ်ဘေးရင်တရားဘယ်ကိုညွန်လိုက်လဲတီကိုမျိုးပန်းကိုမျိုးနဲ့ဘုရားကိုသက်စေလူမပြောဘူးလားဘယ်ကိုလွတ်လဲဘုရားရောက်လာပြီတို့ယောဂီတို့သင်ပေါင်းတို့ဒီတိုင်းပဲတတိဝလံကိုကပ်ပြီးပြန်သွားတာဟုတ်တယ်ကာယကံကုသိုလ်နဲ့စိတ်ပါလက်ပါလုပ်နေတာလေစိတ်ပါလက်ပါတရားတရားရှိလို့တော့မဟုတ်ဘူးကိုယ့်ရဲ့ကံတွေပါဖြစ်တာမြင်အောင်လို့ကာယကံကုသိုလ်တော့မရဘူးလား
စိတ်ပါရလားမပါသေးဘူးဆိုပြီးဩဃာတကြောပါဤဘုရားပြီးပြီစုဟောဣတိပိတောဘဂဝါယေတုပိစေယောတံဗုဒ္ဓေစတရားပြမယူဘူးလားစိတ်ထဲရွတ်တာလားပါဇက်ကရွတ်တာလားစိတ်ပါလို့လားဘာဖြစ်ခြင်းလို့လဲကံကောင်းခြင်းလို့အညံ့နေပျောက်သွားခြင်းလို့ဟောနှုတ်ကဆူလိုက်တဲ့ကဝစီကံကုသိုလ်မရဘူးလားအဲ့ချိန်မှာကုသိုလ်တွေရလာပြီဟောကုသိုလ်တွေပြုလိုက်တာနဲ့တပြိုင်နက်ကုသလောကုသလတ္တကုသိုလ်ကနေကုသိုလ်ဖြစ်မသွားဘူးလားဒီအရင်ကုသိုလ်တွေလုပ်ရလားမလုပ်ဘူးတတိတွေမေးမြောက်ပြီးတော့ဟလာအာယုံ၅ပါးကာမဂုဏ်တွေပျော်ပါနေတယ်ပျော်ပါနေတဲ့ကတော့ဟောဘုရားရှိခိုးမယ်နောက်တော့ဒီလောင်းကဲတဲ့ဒီလိုလေးဥချပြန်သွားတာမရှိဘူးလားကဲယနေ့ကစပြီးတော့ဟောဘေးနေကနေပြန်ပြီးတော့ဟောကိုယ်မှာဘုရားလည်းသိချမှာကြောဘူးလားသမထတွေဘွားခုံတော်တွေဘွားဟောကုသိုလ်တွေမရဘူးလားအဲ့ဒါကိုဟလာကုသလကံမှာဇာယဝအနုပါယီနဲ့ကိုကုသိုလ်ကကိုဘောကလုပ်ပေးနေရမြင့်နေပေးနေတယ်အဲ့ဒါကိုပြောနေတာနော်အဲ့ဒါကြောင့်ပစ္စုပန်အကျိုးခန္ဓာကိုယ်ပေါ်မှာဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ဘဝတိုင်းထင်ခဲ့တဲ့အတွက်ကြောင့်လူကျင်တဲ့တဏှာမနာဘူးလားလူကျင်တဲ့တဏှာဒီတခြားလားသမုဒိယသမုဒိယသစ္စာဆိုတာကတခြားလားဒုက္ခဖြစ်ကြောင်းလားဒုက္ခဖြစ်ကြောင်းဟောသမုဒိယသစ္စာအကြောင်းသမုဒိယသစ္စာတဏှာဥပါဒံကမ္မဘောတွေပြုလုပ်ပြီးဆိုရင်တခြားရမလားခန္ဓာရမလားခန္ဓာရမယ်ခန္ဓာရလာပြီဆိုရရှိလာတဲ့ဇာတိဆိုတဲ့ခန္ဓာ၅ပါးဘာသစ္စာအဲ့ဒါနဲ့လဲမနေဘူးလားအကြောင်းအကျိုးသိလို့လားမသိလို့လားအဲ့ဒါကြောင့်ဒါလေးလိုက်ကြည့်လိုက်အကြောင်းတရားမတိညာယုံမတန်တရားဝင်လာမည်အကြောင်းတရားမတိညာယုံမတန်တရားဝင်လာမည်ဆိုကြည့်လိုက်ဇီးပွားရေးတွေမကောင်းဘူးလူဝေးတွေမကောင်းဘူးအကုန်လုံးကံညံ့တယ်အကြောင်းတရားရှာရမှာမဟုတ်လားအကြောင်းသိလို့လားမသိလို့လားမသိတဲ့အခါရောက်တော့ဟိုလူကလှုပ်တယ်လို့လူဒီလူကလှုပ်တယ်လို့ဘာဖြစ်တာလို့ညာဖြစ်တာလို့မရှိဘူးလားခကတကအကြောင်းတရားမဟလာအကြောင်းတရားမသိတဲ့အခါရောက်တော့ကိုတတိမကတ်နိုင်တဲ့အခါရောက်တော့လေကိုပစ္စည်းကိုတော့မှဘယ်နဲ့ထားလို့ထားမှမသိတာလည်းမရှိဘူးလားဒီနဲ့ငါဖုံးအားသုံးတာဘယ်သူယူရတော့ဝေးအငယ်မယူရလားငယ်ကောင်ယူရလားမပြောဘူးလားတကယ်နဲ့ကိုထားတာမေ့နေတာမို့လားအဲ့ဒါဘာမေ့တာတတိမေ့နေတာဘာမေ့နေတာလဲတတိမေ့နေတာအဲ့ဒါကြောင့်တယောက်တည်းနေတဲ့ကမှာတတိနဲ့နေအများနဲ့နေတဲ့ကမှာမေတ္တာလေးတွေနဲ့နေသဘောပေါက်ပြီနော်အဲ့ဒါကြောင့်ကိုယ့်ရဲ့အကြောင်းရင်းနဲ့ရှားဖို့အရေးမကြီးဘူးလားကိုဖြစ်လာတဲ့ဟေတုံပဋိစ္စသံမူတန်နဲ့ဖြစ်လာတဲ့အကျိုးတရားတွေဒုက္ခတွေဒုက္ခတွေဆိုတာအကြောင်းကင်းပြီးတော့မဖြစ်ဘူးတဲ့အကြောင်းကင်းပြီးတော့ဖြစ်ရလားတို့ယောဂီတော်အသင်မောင်းတို့ကချမ်းသာနေတယ်ချမ်းသာခြင်းအကြောင်းမရှိဘူးလားဆင်းရဲနေတယ်ဆင်းရဲခြင်းအကြောင်းမရှိဘူးလားရှိတာဗောခொနည်းတရားစကားပြည့်လို့နှစ်စံတည်းကစပြီးတော့ကိုယ့်ရင်ကိုပြန်သွားရင်ဘာအလုံးမှမလုပ်ပဲတဲ့ဒီတိုင်းနေကြည့်စားကြရှိပါ့မလားအရင်လားလှုပ်ထားတဲ့လောဘကာရီနဲ့စားလို့မရဘူးလားရတာဗောနောက်လာရတော့အဆင်ပြေပါ့မလားဒီလားစားရတာဒီကောင်းကောင်းစားရတာဒီအကြောင်းရှာလိုက်တော့ဘာရှိလို့အရင်လားကလှုပ်ထားလို့အလုံးလှုပ်ထားလို့အဲ့ဒါလို့မို့လားဝိုင်းတစ်ဝိုင်းရှိတဲ့ပုဂ္ဂိုလ်ကနှစ်ဝိုင်းရှိလာတယ်ဘာဖြစ်လို့အလုံးလုံးလို့ပေါ့ဘာလုံးလို့လဲအလုံးလုံးလို့အလုံးလုံးခြင်းသည်အကြောင်းမြေခွက်နှုတ်ခွက်ရခြင်းသည်အကျိုးတရားစကားပရမတ္တခြင်းဝင်တော့ပဋိစ္စသမုပ္ပါဟလာဆိုရိုးလေးကြည်တော့ဆိုတတ်သွားပြီပရမတ်တော့မဆိုတတ်သေးဘူးအခုကြည်ဆိုတတ်သွားပြီကြည်ဆိုတတ်တာသည်အကြောင်းရသွားတာသည်နောက်တစ်ချိန်တရားစကားတက်လို့ရှိရင်ဝင်လို့ရှိရင်တို့အလွတ်ရသွားတာတွေမရှိဘူးလားကျက်တာသည်အ
ကြောင်းရှားသွားတာဒီအကြောင်းကျိုးကင်းရလားမကင်းဘူးအဲ့ဒါကြောင့်အကြောင်းတရားကိုလိုက်ရှာတာရှာဖို့အရေးမကြီးဘူးလားညံဆိုလိုက်အကြောင်းတရားမေ့မြန်သွားရအောင်ဆိုကြည့်ပါဦးအကြောင်းတရားအကြောင်းရှိရင်အကျိုးရှိမယ်ဒါလေးလိုက်ဆိုလိုက်အကျိုးတရားမတိညာယူမဒိဋ္ဌိဝင်လာမည်အကျိုးတရားမတိညာယူမဒိဋ္ဌိဝင်လာမည်ဆိုကြည့်ပါဦးရပါပြီအကျိုးတရားကိုအကျိုးတရားလို့သဘောမပေါက်ဉာဏ်မရဘူးအကျိုးဒုက္ခသစ္စာကိုမသိဘူးအမှန်မသိဘူးဆိုလို့ရင်ဘာတွေဝင်ယူမဒိဋ္ဌိဝင်လာပဲအယူမဒိဋ္ဌိ၃ပါးရှိတယ်ဘယ်နှပါးတယ်လဲဒါလေးလိုက်ဆိုလိုက်အယူမဒိဋ္ဌိ၃ပါးသုတိမှာအယူမဒိဋ္ဌိ၃ပါးသုတိမှာသက္ကာယဒိဋ္ဌိအယူမသန္တရာဒိဋ္ဌိအယူမဥစ္စေတာဒိဋ္ဌိအယူမတို့ဖြစ်ပါသည်ဗျာဆိုကြည့်လိုက်အယူမဒိဋ္ဌိ၃ပါးသုတိမှာသက္ကာယဒိဋ္ဌိအယူမသန္တရာဒိဋ္ဌိအယူမဥစ္စေတာဒိဋ္ဌိအယူမတို့ဖြစ်ပါသည်ဗျာအယူမနော်အယူမမဟုတ်ဘူးနော်ဟုတ်လားအယူမဒိဋ္ဌိ၃ပါးသုတိမှာလို့ပြီးအောင်တော့ဆိုတော့အယူမလို့တရားစကားနဲ့ပြီးလာရောဦးစင်းကအယူမလို့သင်ပေးလိုက်တယ်ဖြစ်နေတယ်နော်ဟုတ်လားအကြောင်းတရားမတိညာယုံမှတန်တရားဝင်လာမည်အကျိုးတရားမတိညာယူမှဒိဋ္ဌိဝင်လာမည်အဲ့ဒါကြောင့်အကြောင်းတရားကိုမသိဘူးအကျိုးတရားကိုမသိဘူးဆိုရင်ယုံမှခြင်းတန်တရားဝိသိကိစ္စနဲ့အယူမှဒိဋ္ဌိ၃ပါးမဝင်လာနိုင်ဘူးလားအဲ့ဒါကြောင့်ဦးဇင်းရှေ့ပိုင်းပြောခဲ့တယ်လေမသိမဖြစ်သိကိုသိရမယ့်တရားကအကြောင်းတရားနဲ့အကျိုးတရားအဲ့ဒါကြောင့်ဒါလေးလိုက်ဆိုလိုက်အကြောင်းတရားမတိညာယုံမှတန်တရားဝင်လာမည်ဆိုကြည့်လိုက်အကြောင်းတရားမတိညာယုံမှတန်တရားဝင်လာမည်အကျိုးတရားယူမှဒိဋ္ဌိဝင်လာမည်အကျိုးတရားမတိညာယူမှဒိဋ္ဌိဝင်လာမည်အယူမှဒိဋ္ဌိဘဏ္ဍမှာပြောကြည့်ပါဦးတက္ကာယဒိဋ္ဌိအယူမှသန္တနာဒိဋ္ဌိအယူမှဥစ္စေတာဒိဋ္ဌိအယူမှဘယ်နှပါးတယ်လဲအယူမှဒိဋ္ဌိ၃ပါးကဘယ်တရားပေါ်ကအကျိုးတရားပေါ်ကဘယ်မှာကတ်တာလဲအကျိုးတရားဆိုတာခန္ဓာဘဏ္ဍမှာဝိညာဏယုံနာလယတနာဘဒ္ဒဝေဒနာလို့ခေါ်တဲ့ခန္ဓာ၅ပါးသည်သူများခန္ဓာလားကိုယ်ခန္ဓာလားဦးဇင်းခန္ဓာလားဒုဒကမာတွေရဲ့ခန္ဓာလားမိမိတို့ခန္ဓာကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒိဋ္ဌိတွေမရှိဘူးလားခန္ဓာ၅ပါးဒုက္ခသစ္စာကိုမှဒိဋ္ဌိတွေကက်လာပြီဆိုရင်အကြောင်းသမုဒယတွေပေါက်သွားမှာမဟုတ်နော်အဲ့ဒါကြောင့်အကြောင်းတရားကိုလည်းသိနိုင်ကြပါစေမသိသေးဘူးဆိုရင်အကြောင်းတရားကိုရှာနိုင်ကြပါစေအကျိုးတရားကိုလည်းပဲသိအောင်ကြိုးစားနိုင်ကြပါစေအကျိုးတရားကိုလည်းပဲမသိသေးဘူးဆိုရင်သိအောင်ရှာဖွေနိုင်ကြပါစေလို့တိုက်တွန်းတဲ့အလုံးပဲအချိန်ပြည့်ပြီမို့ဒါတို့၃ချိန်ကိုတော်ကြအောင်စို့